ဆက်ကြလို့ခေါ်ပါတယ် YG Training Center ကကျွန်တော်ဒီ trainer တယောက်ဖြစ်ပါတယ်ဒီကျွန်တော် glassware လေးတွေအကြောင်းဟောပြောပြပါမယ် glassware လေးတွေဘယ်လိုခံတွဲမယ်အကြောင်းအဲ့တော့ glassware လေးဘယ်လိုခံတဲ့အကြောင်းမပြောခင်မှာ glassware မှာကျွန်တော် type 3မျိုးရှိတာလေးပြန်ပြောပါမယ်ဒီ glassware တွေကိုကျွန်တော်ဒီဘယ်လိုခေါ်လဲဆိုတော့ tumbler glass လို့ခေါ်ပါတယ်ဒီလို glassware တွေကိုတော့ကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ footwear လို့ခေါ်ပါတယ် footwear glassware လို့ပြောပါတယ်အခုခြေတန်းပုံဒီကောင်တွေရော stemware လို့ကျွန်တော်ဒီခေါ်ပါတယ် okay အဲ့တော့ဒီ glassware တွေကိုကျွန်တော်ကကင်တဲ့အခါမှာစာပေပေးတဲ့အခါပဲပြီးတန်းစင်ပြီးတော့နော်တန်းရှင်းပြီးတော့ glassware ကင်တဲ့အခါမှာဒီ tumbler glass တွေဆိုရင်ကျွန်တော်ကအောက်ခြေရည်ကင်ရပါတယ်လက်နဲ့ကျွန်တော်တို့ဒီလိုလက်ငါးကြောင်ဒီလိုမကင်ရပါဘူးအဲ့ဒါစာပေပေးတဲ့အချိန်မှာကျွန်တော်အောက်ခြေနဲ့ကင်ရပါမယ်ဒီလိုလက်ငါးကြောင်နဲ့ကင်ကျွန်တော်လက်ရည်ထည့်သွားနိုင်ပါတယ်ပြုတ်တယ်မကင်ရပါဘူးအောက်ခြေပဲကင်ရမယ်ဒီလိုအခုဒီ high ball glass တွေကင်လေဒီလိုကျွန်တော်အောက်ခြေရပဲကင်ရပါမယ်အခုကျွန်တော်တို့ကဂိုင်းပါတယ်ကောင်ဆိုဂိုင်းနဲ့ကင်ပြီးတော့ချပြီးလို့ရပါတယ်နော် footwear လေးတွေဒီမှာ footwear ကျွန်တော်ဒီလိုကင်ရပါမယ် service pay ဒီလိုကင်ရမယ်ဒီအောက်ခြေရည်နော် hurricane glass ဒီလိုကင်မယ်လက်တစ်ဖက်တည်းရလက်သုံးချောင်းနဲ့ပဲဖြစ်ဖြစ်လက်နှစ်ချောင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့အစဉ်ပြေသလိုဂိုင်းပါနော် stand wear တွေကျွန်တော်တို့ဒီမှာသူ့ body အောက်က stand မှာပဲကျွန်တော်တို့ဒီလက်ကကန်ရပါမယ် body ကိုလုံးဝ touch မဖြစ်ရပါဘူးကျွန်တော် body ကိုနော်မကန်ရအောင်ဒီလိုကန်ပြီးတော့လေအဲ့ဒီကိုချပြီးမပေးရပါဘူးကျွန်တော်တို့လက်ပွေရတယ်မထည့်အောင်လို့ margaritas glass ဒီလိုပဲကန်ရပါမယ်အဲ့ဒီကို service ပေးတယ် margaritas glass ဒီလိုပဲကျွန်တော်ကန်ရပါမယ်အဲ့ဒီကို service ပေးတယ်ဒီလိုကန်ရပါမယ်အဲ့ကျွန်တော် wine glass တွေ service ပေးချပြီးဒီအောက်ခြေဒီနေရာလေးကန်ရမှာဖြစ်ပါတယ်ကျွန်တော်နော်ဒီကနေဒီအောက်ခြေလေးမကန်ရပါဘူး body တွေကိုထိပြီးတော့မကန်ရပါဘူးကျွန်တော်တို့ကန်ရမှာဒီနေရာနေ service ပေးအခုဒီ body အောက်ကခြေရနေတယ်ကျွန်တော်ဒီကန်ပြီးတော့ service ပေးရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ glassware တွေကို service ပေးတဲ့အခါမှာဘယ်လိုကန်ရမလဲဆိုတာကိုသိသွားပြီထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်